အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဓမ္မရဂီဆက်ထဲကိုထည့်မယ် Highback ကတ်အကြောင်းနဲ့ပတ်သက်ပြီးတော့ပြပြပေးခြင်းပါတယ် Highback ကတ်တွေကိုနီးစပ်ရာကြိုက်တဲ့အဆင်ပြေတဲ့ဘဏ်တွေမှာရှောက်ထားရယူနိုင်ပါတယ်ဒါပေမဲ့ဘဏ်ဖွင့်ရသွားရမယ်ရှောက်လာတွေအများကြီးဖြစ်ရမယ်မန်ပါကြီးဗာချင်းညာကြီးတွေပေးရတဲ့စတဲ့အားနည်းချက်တွေရှိပါတယ်ဒါကြောင့်အများစု24နာရီဆိုင်တွေမှာအလွယ်တကူဝယ်ယူတက်ဆင်အသုံးပြုကြပါတယ်24နာရီဆိုင်တွေထဲက Highback ကတ်ဝယ်ယူဖို့အကောင်းဆုံးကတော့ GS25 ဆိုင်ပဲဖြစ်ပါတယ် online offline ကြိုက်တဲ့နေရာမှာအဆင်ပြေတယ်လို့ဝယ်ယူနိုင်ပါတယ်ဒီလိုကတ်တွေကမန်ပါကြီးဗာချင်းညာကြီးတွေမရှိဘူးဝယ်ယူတဲ့အခါ Highback ကတ်အသုံးပြုပုံစာရွက်တွေလည်းပါဝင်ပါတယ်ကတ်တွေကဘဏ်ကတ်ယင်စည်းကတ်တွေလိုမျိုးပဲစနစ်2မျိုးနဲ့လာပါတယ်ကြိုတင်ငွေဖြည့်ပြီးတော့အသုံးပြုလို့ရတဲ့ Sample ကတ်ထုနဲ့တစ်လလုံးအသုံးပြုထားတဲ့ငွေပမာဏကိုလကုန်တဲ့အခါမှာရှင်းတဲ့ဟူဘူကတ်ထုဆိုတဲ့ပုံစံဖြစ်ပါတယ်ဟူဘူကတ်ထုကတော့ဘဏ်မှာရှောက်ရတဲ့ကတ်ဖြစ်ပါတယ်ဘဏ်မှာမဟုတ်ဘဲနဲ့တခြားနေရာကနေဝယ်ယူထားတဲ့ကတ်တွေကတော့ဟူဘူကတ်ထုစနစ်ကိုရမှာမဟုတ်ပါဘူးအဲ့ဒီအစားဂျာတုံချွန်းချောင်းကတ်ထုအဖြစ်တော့အသုံးပြုနိုင်ပါတယ် Sample ကတ်ထုကတော့နီးစပ်ရာ online offline ကြိုက်တဲ့နေရာမှာဝယ်ယူနိုင်တယ် Sample ကတ်ထုမှာဆိုလို့ရှိရင်တော့ Ilban ကတ်ထုမူကြီးမြောင်းဆိုတဲ့ရိုးရိုးကတ်နဲ့ဂျာတုံချွန်းချောင်းကတ်ထုဆက်ဖူဟျောင်းဆိုတဲ့ auto ငွေဖြည့်ကတ်ဆိုပြီးတော့2မျိုးလာပါတယ် Sample ကတ်ထုတွေကတော့အများအားဖြင့်ကိုစိုးတိုတို့ UK ဆိုအဝေးပြေးရင်ရနာစခန်းတွေမှာလည်းပဲဈေးဝယ်တဲ့အခါအသုံးပြုတဲ့ပုံစံမျိုးဘဏ်ကတ်တစ်ဖွဲအသုံးပြုနိုင်ပါတယ် Ilban ကတ်ထုကတော့ကတ်ထဲမှာလက်ကျန်ငွေကုန်သွားတိုင်း24နာရီဆိုင်သို့မဟုတ် Highback ဖမ်းမဲကျော်ဆိုင်တွေမှာကြိုတင်ငွေဖြည့်ပြီးတော့အသုံးပြုရတဲ့ပုံစံဖြစ်ပါတယ်ဂျာတုံချွန်းချောင်းကတ်ထုကတော့မိမိဘဏ်အကောင့်နဲ့မှတ်ပုံတင်ချိတ်ဆက်ပြီးအသုံးပြုရတာကြောင့်လက်ကျန်ငွေမရှိမှစိတ်ပူစရာမလိုပါဘူးဂျာတုံချွန်းချောင်းကတ်ထုကတ်ထဲမှာငွေ1000အောက်ရောက်တာနဲ့ဘဏ်ကတ်ထဲကနေပြီးတော့ဝင်5000အော်တိုငွေသွင်းသွားမှာဖြစ်ပါတယ်ဒါကြောင့်မိမိဘဏ်ထဲမှာတော့ငွေရှိနေဖို့လိုပါလိမ့်မယ်တတိထားရမှာကတော့ကတ်ကိုမှတ်ပုံတင်ပြီးမှအသုံးပြုလို့ရမှာဖြစ်ပါတယ်ရင်ရနာစခန်းသို့မဟုတ်တိုးဂိတ်နာကဓမ္မရဂီကတ်ထုဖမ်းမဲကျော်သို့မဟုတ်ဘဏ်ကနေရှောက်ထားထုတ်ယူထားတဲ့ကတ်ဆိုရင်တော့တီချာမှတ်ပုံတင်စရာမလိုပါဘူးအဲ့ဒီနေရာတွေကစလေဆုံးလုပ်ပေးတာကြောင့်ဖြစ်ပါတယ်24နာရီဆိုင်တွေကနေပြီးတော့ဝယ်ယူတာမျိုးနဲ့ online ကနေမှာယူဝယ်ယူတာမျိုးတွေဆိုလို့ရှိရင်တော့မှတ်ပုံတင်ပြီးမှအသုံးပြုနိုင်မှာဖြစ်ပါတယ်မလုပ်တတ်ရင်နီးစပ်ရာဓမ္မရဂီကတ်ထုဖမ်းမဲကျော်အယောင်းဆိုင်တွေကိုတွားရောက်ပြီးတော့လှုပ်ဆောင်ခိုင်းနိုင်ပါတယ် Highback ကတ်မှတ်ပုံတင်နည်းကတော့ကွန်ပျူတာမှာ High Plus ကတ်ထုဆိုတဲ့ home page ရှိတယ်အဲ့ဒီထဲကိုဝင်ပြီးတော့မှဂျာတုံချွန်းချောင်းကတ်ထု service menu အဲ့ရနေပြီးတော့ save ဟျောင်းဂျာတုံချွန်းချောင်းကတ်ထု download ဆိုပြီးတော့မှအလုပ်လုပ်နိုင်တယ်အသုံးပြုနိုင်တယ်ဖုန်းထဲမှာဆိုလို့ရှိရင်တော့ High Plus ကတ်ထု home page တွေကိုဝင်မယ်ပြီးရင်ဂျာတုံချွန်းချောင်းကတ်ထု download ကိုနှိပ်ပါမယ်ဒါကတော့ auto ငွေဖြည့်ပေးတဲ့စနစ်ပေါ့နော်နိုင်ငံသားဆိုလို့ရှိရင်တော့ web cooking ကိုရွေးမယ်ပြီးရင် Booning Engine လုပ်ပါမယ် Highback ကတ်ထုထဲမှာရှိတဲ့ကတ်နံပါတ်ကိုရေးထည့်မယ်ကြားမှရွေးမယ်အမည်နဲ့မွေးနေ့ထည့်ပါမယ် Credit card ဆိုလို့ရှိရင်တော့ BC ကတ်နဲ့ရှင်းနှန်းကတ်2မျိုးပဲရပါမယ်ဘဏ်အမည်ဖြည့်ထည့်ပါဖုန်းနံပါတ်ထည့်ပါပြီးရင်တော့မှတ်ပုံတင်ပြီးစီးကြောင်းဖုန်းထဲကိုစာတိုဝင်ပါလိမ့်မယ်စာတို message ပါအတိုင်း Highback ကတ်ကိုအသုံးပြုလို့ရပါပြီ Highback ကတ်တွေကတော့မှတ်ပုံတင်ငွေသွင်းပြီးတော့24နာရီကျော်ရင်စသုံးလို့ရမှာဖြစ်ပြီးတော့ဂျာတုံချွန်းချောင်းကတ်ထုကတော့01နဲ့ပဲတိုးဂိတ်ကိုဖြတ်တဲ့အခါမှာ auto ငွေဖြည့်ငွေဖြတ်လှုပ်ဆောင်သွားမှာဖြစ်ပါတယ်တိုးဂိတ်ကြီးအသုံးပြုပုံနဲ့စစ်ဆေးခြင်းကို High Plus ကတ်ထုဆိုတဲ့ home page နဲ့အယောင်းဆိုင်ရေရနာစခန်းတွေမှာကြည့်ရှုစစ်ဆေးနိုင်ပါတယ် auto ငွေဖြည့်ပမာဏပြန်လည်ပြင်ဆင်ခြင်းတွေကိုလည်းပဲရေရနာစခန်းနဲ့အယောင်းဆိုင်တွေမှာပြန်လည်ပြုပြင်ပြောင်းလဲသတ်မှတ်နိုင်ပါတယ်မိမိတို့ဖုန်းထဲမှာနှစ်သက်ရာ Highback application တောင်းပြီးတော့အလုံးစုံကြည့်ရှုစစ်ဆေးနိုင်ပါတယ်ပြီးရင်တော့မိမိကားမှာ Highback ဓမ္မရဂီတက်ဆင်ပြီးဓမ္မရဂီထဲမှာ Highback ကတ်ထည့် Highback application နဲ့အတည်ပြုနေရာချထားပြီးရင်တော့လက်တွေ့အသုံးပြုလို့ရပါပြီနောက်တစ်ခုကတော့ A ဆိုတဲ့ကားပိုင်ရှင်နဲ့ B ဆိုတဲ့ကားခဏငှားစီးမဲ့သူရှိတယ်ဆိုတော့အဲ့ဒီမှာ B က A ကားကိုစီးပြီးတော့တိုးဂိတ်ဖြတ်မယ်ဒါပေမဲ့ A ပိုင်ရှင်ရဲ့ Highback ကတ်ထဲကငွေနဲ့မဖြတ်ချင်ဘူးဒါဆိုရင်ဘယ်လိုလုပ်မလဲပေါ့နော်အကောင်းဆုံးကတော့ရိုးရိုးဂိတ်ကနေဖြတ်ပြီးတော့မိမိဘဏ်ကတ်နဲ့ရှင်းပေါ့ဗျာဒါဆိုလို့ရှိရင်တော့လွယ်တာပေါ့နော်ဒါပေမဲ့ B ကအဲ့လိုမလုပ်ချင်ဘူးပေါ့နော် Highback မှာ Highback ဖြစ်နေတာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့အရင်ဦးဆုံး B အနေနဲ့ A ကားရဲ့ Highback ကတ်ကိုဓမ္မရဂီတွေကနေခဏထုတ်ပြီးတော့ B က Highback ကတ်အသစ်တစ်ခုဝယ်ပြီးတော့မှတ်ပုံတင်ပြီးတဲ့နောက်မှာ A ကားရဲ့ Highback ဓမ္မရဂီတွေထဲ Highback application နဲ့အတည်ပြုနေရာချထားပြီးတော့သုံးရမှာဖြစ်ပါတယ်ဟောဒါချက်ချင်းဝယ်ပြီးတော့ချက်ချင်းမှတ်ပုံတင်ပြီးချက်ချင်းသုံးလို့ရတဲ့အရာမဟုတ်တဲ့အတွက်ကြောင့်24နာရီစောင့်ပြီးမှရတဲ့အတွက်ကြောင့်ပုံမှန်ရိုးရိုးဂိတ်ကနေဖြတ်သွားတာဟာအယိုးရှင်းဆုံးနဲ့အလွယ်ကူဆုံးအမြန်ဆုံးဖြစ်မှာဖြစ်ပါတယ်နောက်သတိထားစရာတစ်ခုကတော့ကားအဟောင်းဝယ်တဲ့အခါမှာ Highback ဓမ္မရဂီနဲ့ငွေကတ်ကိုလက်ဆောင်အဖြစ်ပေးတတ်ကြပါတယ်အဲ့ဒါကကောင်းတော့ကောင်းပေမဲ့ဓမ္မရဂီနဲ့ငွေကတ်နှစ်ခုစလုံးမှတ်ပုံတင်ဖြတ်သိမ်းပြီးပြီလားဆိုတာတိတိကျကျသိရှိဖို့လိုပါတယ်ကိုယ့်အကိုစစ်ဆေးကြည့်ဖို့မလွယ်ပါဘူးရုံးတွေမှာစစ်ဆေးရအောင်လဲပဲလူဟောင်းရဲ့ကိုယ်ကိုယ်တာအချက်လက်တွေကိုသိထားမှရမှာဖြစ်ပြီးတော့သိထားလဲပဲကိုယ်တိုင်မဟုတ်တဲ့အတွက်ကြောင့်စစ်ဆေးပေးမှာမဟုတ်ပါဘူး
အကယ်၍မှတ်ပုံတင်ဖြတ်သိမ်းခြင်းမရှိတဲ့ကတ်နဲ့တိုးဂိတ်ကိုဖြတ်မိတဲ့အခါပတ်စံကမိမိစီကနေဖြတ်မှာမဟုတ်ဘဲနဲ့လူခေါင်းစီကနေပြီးဖြတ်သွားမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်မိမိကဘုံတိဘာမတိနဲ့ခိုးမှုမြောက်သွားမှာဖြစ်ပါတယ်ဒါဟာယင်စီကန်းလန်းစီကန်းဥပဒေနဲ့မပတ်သက်တော့ဘဲနဲ့ရာဇဝတ်မှုတွေကိုအကျုံးဝင်သွားမှာဖြစ်ပါတယ်ဒါကြောင့်လက်ဆောင်ပေးတိုင်းမယူဘဲနဲ့မိမိတို့ဘာသာမိမိတို့နီးစပ်ရာရန်နာစကန်သို့မဟုတ်တိုးဂိတ်ကဖမ်းမဲချောအယောင်းဆိုင်တွေမှာအသစ်ဝယ်ယူမှတ်ပုံတင်ပြီးတော့အသုံးပြုသင့်ပါတယ်မိမိကအဟောင်းပြန်ရောင်းတဲ့အခါမှာလည်းပဲမိမိတို့ရဲ့ဓမ္မကီနဲ့ငွေကတ်နှစ်ခုစလုံးကိုမှတ်ပုံတင်ဖြတ်သိမ်းပြီးတော့မိမိတို့ကပြန်ယူထားပါကားအသစ်ဝယ်တဲ့အခါမှာအဲ့ဒီနောက်တစ်စီးမှာအသစ်မှတ်ပုံတင်ပြီးတော့ပြန်လည်အသုံးပြုနိုင်မှာဖြစ်ပါတယ်ဒီကနေ့ကတော့ Highback ဓမ္မကီဆက်ထဲမှာထည့်မဲ့ Highback ကတ်အကြောင်းတွေကိုလေ့လာခဲ့တာဖြစ်ပါတယ်အားလုံးပဲအကျိုးရှိပြီးတော့အဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ဒီကနေ့တော့ဒီလောက်ပါပဲအားလုံးကျေးဇူးအများကြီးတင်ပါတယ်